ဒီလိုများဒိုနီစားတော့အတန်နဲ့ကုန်စားပြီးတော့အခုတော့မျက်နှာ second care နေတယ်မလီ second care ကရိုးရိုး second မဟုတ်လားအိန္ဒိယနတ်တန်ဒီလေးနေတာဗျို့အမေဘာလုပ်နေဘာဖြစ်နေလဲမျိုး တားလည်းမအပူရများပြီးတော့တန်တီကတ်နေတာ လက်တနီလေးရောဟာဟာ ညလုံးတွေလည်းစိတ်ရင်းနေတော့ကတ် ဟာမ နေ ဟာ တယ်လေး ဟာဟာလာရှာတော့စား တားလည်းဝိုင်းနေတယ်ညလုံးလေး ဝိုင်းလာ အတန်နဲ့ကုန်စားတော့စားပြီးတော့ လက်တနီကမလေးမှုမရဘူး အေးညာ မနေ့ကဒူးင်းဆိုင်တနေ့ကလုံးမဝတ်ချန်နေဟိုအလင်းနဲ့အတော့လိုက်ဘူးလိုက်ကြီးဆက်လာပြီးရားလာညားတာတသားပြီးလို့ချင်းဟာအစားပန်ကုန်တာ ခါပွဲ အားလုံးဝိုင်းမှာတခြားတော့လည်းညာမျိုး ကျန်ဘလောက်တောင်စားလိုက်တာတော့တားမိတယ် သူကမစားကြ အမေအများဆုံးစားတာလी ဟုတ်တယ်နတနီကလင်းလို့ရှိရင်လေမင်းပြပြအောင်မနတနီကလင်းလို့ရှိရင်နှခမ်းလေးပါလေနှခမ်းမလေးလို့နှခမ်းဖြူပြီးတော့ကြံခဲ့တယ်နှခမ်းလေးကရဲကျင်နေဆိုရင်လင်းဒူးရင်တိအားစားပြီးတော့ဝတ်ချန်ဒီမှာဘူးအထဲလေးပေါက်လာအဲ့ဒါကြောင့်နတနီစားပြီးတော့နတနီလင်းရတာ မျက်လုံးကွက်လိုက်အောင်လေးမြင်ဒီမှာမျက်လုံးကြံနေ ညလုံးကထားလေတတ အာအဲ့လိုကွက်တာ အငယ်လေးလေးလေးအငယ်လေးလေးလေးကောင်းဝိုင်းကြောဘူးကောင်းခလေးကြောဘူးကောင်းလူကြီးတွေလေတနေကုန်အညောင်းညာမိတယ်ဆိုရင်တကူလုံးကိုလေကြက်ကြက်လေးနေပြီးတော့တွေးချလုံးဝအပူကင်းစင်နှကန်းကြီးကွဲနေတဲ့သူဆိုရင်လည်းအပူအရန်ညားလို့ရှိရင်ဒီအိမ်ပြနဲ့တန်ပြီးတွေးတာစားပြီး ညလုံးအပူတွေညားရင်လည်းညလုံးလေးဝိုင်းပေးမယ်ဆိုရှင်မနေ့ညအိတ်ခန့်ကြီးကျရင်ညလုံးလေးဝိုင်းပေးပေါ့နော်မနေ့ကျလို့ရှိရင်တော့အပူတွေဖက်ပြီးညချီးတွေပါအကုန်ဖက်သွား သူတို့အတောက်လိုက်ကြီးဆိုတာ ဒါဆိုလို့ မျိုးလုံးတောက်လိုက်ကြီးဆိုတာ ဒါဆိုလို့ချင်းဒွေးဒီဘလောက်စားစားစိတ်ပူစရာမလိုတော့ဘူး ဒွေးလေးဘလောက်ဆန်းဆန်းလဲစိတ်ပူစရာမလိုရေခွန်းရဲလောက်မချိုးတဲ့သူလဲစိတ်ပူစရာမလိုဟိုအရန်အေးတဲ့ကိုရီးယားလူနေရာမှာရေဆဲ15ရက်မချိုးဆိုအပူလေးအောင်းနေအဲ့လိုကိုရီးယားမြန်မာလေးတောင်မှအိန္ဒိယနဲ့တန်မျိုးအတုံးလိုက်အစ်လိုက်ယူသွားတာလဲလာလေ ဒီလိုဆိုင်နဲ့အပြင်ထွက်ကြည့်ပါလား ဝက်ချအများကြီးရှိတဲ့လူတင်းတိတ်ကွက်တွေနေလောင်ကွက်တွေရှိတဲ့ဆိုအိန္ဒိယနဲ့တန်မျိုးတွေးကိုလိမ့်ပေးရတယ်တွေးစားပေးရတယ်အိန္ဒိယနဲ့တန်ကစီးပွားရေးလူမှုရေးအကုန်လုံးတော့ဘာကြောင့်မဲနေလောင်လောင်အိန္ဒိယနဲ့တန်မျိုးသာလိမ့်နေလောင်ကွက်အင်းကြီးဝေးလို့ရှိရင်အပေါ်ပိုင်းလေးမဲပြီးတော့ဒီအောက်ပိုင်းလေးဖြူနေတယ်အဲ့ဒါဆိုလို့ရှိရင်အသားပြန်ညောင်းအိန္ဒိယနဲ့တန်မျိုးပဲလိမ့်ပေးရတယ်ဒါအပူအရန်များရဲ့ဒါကအပူစုပ်ပြားလို့မမလို့ပေးထားအောင်အပူစုပ်ပြားဒါကိုအရန်အပူများနေပြီလို့ရဲရဲကြီးမလိမ့်ကြည့်ဆိုဒီခဏကမှလေဒီလိုမျိုးကတ်ထားချက်ချင်းကိုလေခဏကဘလောက်ပဲထွေးတောင်းကြနေဒီအပြောင်းဒီလိုလေးကတ်ထားတယ်ပါးလေးကိုကတ်ထားဒီမမေဆိုဇုံပေါ့နော်ဒီကြောင်းဇုံကိုမမေဆိုတင်ထားအဲ့လိုတဖြည်းဖြည်းစိတ်အေးလာနှွေးခေါင်းဘလောက်ထွေးတောင်းကြအောင်ပူနေစီဒီအပြားလေးကိုကြောင်းလေးမှာကတ်ထားအလိုလိုနေခဏတော့အေးသွားမယုံရင်ဝယ်ပြီးတော့သုံးကြည့်မမစ်ရှိမှာဒီအပူကန်ကြားလေးဝယ်သွားပြီးတော့10ပြား15ပြားအကုန်လုံးတစ်မျိုးလုံးကိုပေးချင်လို့ဆိုလည်းလာဝယ်တာအများကြီးကိုလာဝယ်အရန်ကောင်းလို့ဆိုပြီးတော့မှားကျင်တယ်ဆိုလို့ရှိရင်မမေကလျာဏီ page မှာမှားပြီးပါနော်ကလျာဏီ page နဲ့မေချုကောင် page မှာမှားပြီးပါဒီ TikTok အကောင့်ကကျတော့မှားလို့ရပါတယ်ဒါပေမဲ့ order တအားတက်သွားစာကြည့်လို့မရတဲ့အတွက်မေချုကောင် Facebook page ကိုလာပေးကြပါရှင်အားလုံးကျေးဇူးတင်ပါတယ်ခဏလုံးမပြောင်းဘူးကျေးဇူးမတင်ဘူးခဏဆောက်ပြီးတော့ကြည့်ပြီးတော့မပြောဒီမှာအတုံးကြီးစားပြပါအောင်ပါအော်ဟုတ်ကဲ့ဒီစိုက်လေးကတော့ကျွန်တော်8000နဲ့9000မှာသူတက်နည်းနည်းထူရဲ့ဒီစိုက်လေးဆိုလို့ရှိရင်သွေးလိမ့်လို့လည်းအဆင်ပြေတယ်၊ကိုင်းလို့လည်းကောင်းတဲ့အနေထားပေါ့နော်။သူကတော့38000နဲ့400မှာခင်ဗျာ။ဒီလိုမျိုးအနှစ်လုံးလေးဆိုလို့ရှိရင်လည်းဒီလက်နှစ်ဖက်ကိုင်းသွေးလို့လည်းရတယ်။အနှစ်လုံးကိုကိုင်းထားရုံနဲ့ဒီအပူဆုပ်တယ်ပေါ့နော်။သူကတော့9,2500ကျပ်